မင်္ဂလာပါခင်ဗျာဇက်ကြောင်းတစ်မျိုးရဲ့အန်ဒီရဲ့ဆိုတဲ့စာအုပ်ထဲကဆရာကြီးကိုတာဘာသာပြန်ရေးသားထားတဲ့လူဤအမှတ်လက္ခဏာများဝါများမြောင်သော identity များဆိုတဲ့စောင်းပါးလေးကိုတင်ဆက်ပေးရစေလူဤအမှတ်လက္ခဏာများဝါများမြောင်သော identity များPeaceful steps upon the earth. May I take peaceful steps upon the earth. I bow to you like flower. အကျဉ်းသူတယောက်ဟာဖြင့်ဘယ်သူဘယ်ဝါပါပဲဘယ်လူပါပဲဘာပါပဲလို့သိစေတဲ့အမှတ်လက္ခဏာတွေကအများကြီးရှိတာကိုကိုးကွယ်တဲ့ဘာသာရေးဟာအချင်းလူတူတယောက်ရဲ့အမှတ်လက္ခဏာအများကြီးတွေကတခုပေါ့ကျွန်တော်ကဗုဒ္ဓဘာသာသူကခရစ်ယာန်သူလေးကတော့ပြင်ဟိန္ဒူစသဖြင့်ဘာသာစကားတိုင်းပြည်လူဒန်းစာအလုတ်အကိုင်းလိန်ချမ်းတာဒါတွေဟာလူရဲ့အမှတ်လက္ခဏာ identity တွေပေါ့အင်္ဂလိပ်စကားပြောကလာစကားပြောတရုတ်စကားတက်ကချင်ကရင်ချင်းဗမာအလုတ်သမားလူဒန်းစာလယ်သမားလူဒန်းစာပညာတတ်လူဒန်းစာဆရာဝန်ရှိနေအင်ဂျင်နီယာဂျာမအာရှတိုက်သားအနောက်တိုင်းသားအာဖရိကတိုက်သားလူတယောက်တည်းဟာအင်္ဂလိပ်စာတက်ဗမာဗုဒ္ဓဘာသာဆရာဝန်အညာသားမြန်မာပြည်သားအာရှတိုက်သားယောက်ျားအားလုံးဖြစ်နိုင်တာပဲဖြစ်နေတာပဲကျွန်တော် identity ဟာအဲ့ဓာတွေအားလုံးပေါ့ဒီလူကဖြင့်စားရေးစရာပဲကွာလို့ပြောရင်ကျွန်တော်အလုံးစုံကိုဘယ်လိုလုပ်ပြီးခြုံငုံမိနိုင်မှာလဲဒါကြောင့်လူတွေရဲ့အမှတ်လက္ခဏာကိုတခုတည်းဦးတည်ပြီးပြောလိုက်ရင်လူကိုတိမ်ငယ်သွားအောင်လုပ်လိုက်တယ်လို့ဖြစ်တာပေါ့လူရဲ့တခြားဘက်မျက်နှာစာများ dimension များကိုမကြည့်တော့ပဲဟိန္ဒူပဲမွတ်စလင်ပဲခရစ်ယာန်ပဲဘာပဲညာပဲစသဖြင့်လူလောကကိုအဲ့ဒါလူအစုတွေခွဲလိုက်ပြီးကဘာကြီးဟာဖြင့်အဲ့ဒါလူအစုတွေပေါင်းထားတာပါပဲလို့ပြုတ်လိုက်တာဟာလုံတဲ့အလုပ်ဟုတ်ပါရဲ့လားလူရဲ့အမှတ်လက္ခဏာ identity ဟာတမျိုးတည်းမဟုတ်လို့ပဲတမျိုးတည်းမဟုတ်တဲ့လူကိုတမျိုးတည်းချင်းကပ်ပြီးကြည်မြင်မှုဟာပဏိပခါတွေဖြစ်စေနိုင်တာပေါ့ပဏိပခါတွေဖြစ်စီတော့ရဲ့လို့ရည်ရွယ်တာတော့မဟုတ်ပြီဘူးအရင်တုန်းကလူသားတွေကိုလူဒန်းစားနဲ့နိုင်ငံ classes and nationality ပေါ်မူတည်ပြီးအမျိုးအစားခွဲခြားကြတယ်အခုတော့လူသားကိုယဉ်ကျေးမှုသို့မဟုတ်ဘာသာရေးနဲ့ခွဲခြားတဲ့စနစ်ရှေ့ရောက်လာပြန်ပြီတကယ်တော့လူသားဟာလူဖြစ်ခြင်းကိုပုံပိုင်ဆိုင်နေတာပါဗုဒ္ဓဘာသာတယောက်လည်းလူဖြစ်တာပဲခရစ်ယာန်မွတ်စလင်ဟာလည်းလူပဲဆိုတာမျိုးဟာမေ့ဖြောက်မပစ်တင်ဘူးဘာသာအယူဝါဒတစ်ခုတည်းနဲ့ပဲအကျဉ်သူတယောက်ရဲ့ဖြစ်တည်ခြင်းကိုတတ်မှတ်လိုက်ရင်အဲ့ဒါဟာလူကိုသေးတိမ်သွားအောင်လှုပ်ခြင်းပဲကြပြလေးတစ်ပုဒ်ထဲကကောက်နှုတ်ချက်လေးတစ်ခုကိုကူးထားတယ် Any kitten in school can laugh like a fool but hating my boy is an act ချစ်တာများတင်ပေးစရာမလိုဘူးမုန်းတီးဖို့ကိုတော့တင်ပေးရတယ်ကြပြကအဲ့ဒါလို့ဆိုတယ်ကလေးတိုင်းကြောင်းမှာအယူအမူချစ်နိုင်ကြတာကြီးမုန်းတီးဖို့ကတော့ကွာလူလေးပညာလူသဟ identity ကိုတချို့ကလည်းဖြစ်တည်မှုတတ်မှတ်ချက်လို့ဘာသာပြန်ကြပြန်တယ်တီချာအမှတ်လက္ခဏာလို့လည်းယူဆနိုင်တယ်ထင်ပါရဲ့လူမျိုးဖြစ်စေလူတစ်ယောက်ပဲဖြစ်ပါစေသူ့ရဲ့ဖြစ်တည်မှုသို့မဟုတ်သူ့ကိုဘယ်လိုတတ်မှတ်မလဲကျွန်တော်ဟာတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာအာရှတိုက်သားတစ်ယောက်အိန္ဒိယနိုင်ငံသားတစ်ယောက်ဘင်္ဂလီမျိုးရိုးမှဆင်းသက်သောဘင်္ဂလီတစ်ယောက်အမေရိကန်နဲ့ပြည်ထိုင်တွင်နေထိုင်သူဘောဂဗေဒပညာရှင်တသနာပညာကိုတမန်ကာရှင်ကလေ့လာသူစာရေးဆရာတဦးတက္ကရာဘာသာစကားကိုတက်မြောက်သူဒီမိုကရေစီကိုယုံကြည်သူယောက်ျားတစ်ယောက်မိန်းမတို့၏အခွင့်အရေးကိုယုံကြည်သူဟိန္ဒူအယူဝါဒနောက်ခံရှိသူဖျားသွားကြောင်းတက်မလုပ်သူပြမနာမဟုတ်သူနောက်ဘဝကိုမယုံကြည်သူရှေ့ဘဝကိုလည်းမယုံသူအမဒရာစင်းကသူ့ရဲ့အမှတ်လက္ခဏာတွေကိုအထက်ပါအတိုင်းပြောတယ်ထပ်ပြီးအကျယ်ချဲ့ခြင်းအမှတ်တွေအများကြီးကြံနေတယ်အမှတ်လက္ခဏာအများကြီးတွေကတချို့အမှတ်တွေက
ငကူကလေးကပါလာတာဘောဂဗေဒပညာရှင်တက္ကရာဘာသာပညာရှင်အင်္ဂလန်အမေရိကန်မှာနေထိုင်တဲ့ပညာရှင်စတာတွေကတော့သူ့ကိုယ်ပိုင်သူရက်လှုပ်ထားတဲ့အမှတ်သားတွေကျုပ်ကိုကျုပ်စဉ်းစားကြည့်တော့ကျုပ်ကိုလည်းပဲကိုယ်တိုင်ရက်လှုပ်ထားရတယ်နဲ့ကျုပ်မရက်လှုပ်ထားပဲရလာတဲ့နောက်ခံကားတွေကျူတွေအဆက်အထုံးတွေအဲ့ဒါတွေပေါင်းဆက်ထားတာပါပဲအမှတ်သားတချို့ကိုမနှစ်သက်တော့လဲရွေးခွင့်မရဘူးတခုတည်းကိုရွေးထုတ်ပြီးကျုပ်ကိုတတ်မှတ်တာခံရရင်တခါတရံမှာဝမ်းနဲ့ပန်းနဲ့ကတိကောက်ဖြစ်ခဲ့ရတဲ့အခါတွေရှိတယ်မစင်မကျင်ပဲလွယ်လင့်တကူလောက်ကြတာကလူတွေပြုတ်လေရှိတဲ့သဘောတော်ပဲလို့ဆိုရလိမ့်မလားပဲယူဂိုစလာဗီးယားနိုင်ငံမှာကွန်မြူနစ်စနစ်ကျဆုံးသွားသောအခါလူမျိုးအသီးသီးတို့သည်မိမိကိုယ်ကိုလူမျိုးရေးဘာသာရေးအဖြစ်သာအတိတ်ပဲဖွင့်ဆိုလာကြသည်မိမိတို့သည်ဆာဖ်များခရိုအတ်များဘော့စနီးယားများသို့မဟုတ်ခရီးယန်များမွတ်စလင်များအော်တိုဒေါ့စ်များဟူ၍သတ်မှတ်လာကြသည်လူမျိုးရေးဘာသာရေးအဖြစ်သာအတိတ်ပဲဖွင့်ဆိုမှုအခြေကျသွားသောအခါမိမိတို့လူမျိုးဘာသာအတွက်ရုန်းကန်တိုက်ပွဲသည်တရားမျှတသည့်တိုက်ပွဲဟူသောစိတ်ပိုင်းဆိုင်ရာတေချာမှုစီသို့ရောက်ရှိသွားသည်အခြားသူများကိုဖယ်ရှားရန်ကြိုးပမ်းမှုသည်မလွဲမရှောင်သာသည့်တိုက်ပွဲတပ်ဖွဲ့ဖြစ်တည်လာသည်ထိုမှစ၍ပြည်တွင်းစစ်မီးနှင့်လူအဖွဲ့အစည်းပြိုကွဲမှုကိုယူဂိုစလာဗီးယားနိုင်ငံဟောင်းတွင်ကြုံတွေ့ခဲ့ရသည်လူတူးချင်းစီ၏ဖြစ်တည်မှုသည်လည်းရခင်ကကျဲပြန့်စုံလင်သောအတိတ်ပဲဖွင့်ဆိုမှုရှိခဲ့သည်ဥပမာမိမိသည်ဆရာဝန်မိဘရက်ရွာအစုအဖွဲ့ဝင်နိုင်ငံသားလူသားတဦးစသည်တို့ဖြစ်သည်အုပ်စုကွဲရန်လိုမှုများဖြစ်ပေါ်လာသောအခါလူမျိုးဘာသာတစ်ခုတည်းဖြင့်သာအတိတ်ပဲဖွင့်ဆိုမှုစီသို့လျှော့ကျသွားသည်ဥပမာမိမိသည်မိသည့်လူမျိုးမိသည့်ဘာသာလူဖွဲ့စည်းတစ်ခုစီပင်ရန်အတွက်ကျေပြန့်ကောင်းမွန်သည့်အတိတ်ပဲဖွင့်ဆိုချက်အများအပြားလိုအပ်သည်မေတ္တာတရားရှိသည့်လူဖွဲ့စည်းညီညွတ်မျှတသည့်လူအဖွဲ့အစည်းစုံလင်ကွဲပြားမှုကိုတန်ဖိုးထားသည့်လူအဖွဲ့အစည်းတိုက်ခိုက်ရန်လုံမှုမရှိသည့်လူအဖွဲ့အစည်းတရားမျှတမှုကိုရှေ့ရှုသည့်လူအဖွဲ့အစည်းလူကုန်တိတ်ခါကိုတန်ဖိုးထားသည့်လူအဖွဲ့အစည်းစသည့်အတိတ်ပဲဖွင့်ဆိုချက်များပြည်သူတို့၏စိတ်ပိုင်းဆိုင်ရာတွင်စွဲညီယုံကြည်စေရန်ကြိုးစားရလိမ့်ရှိသည်လူတစ်ယောက်ရဲ့တိမှတ်ပုံတွေနဲ့ပတ်သက်ပြီးလက်ခံနားလည်ရမယ်အကြောင်းနှစ်ခုရှိပါတယ်။တစ်ခုကလူတစ်ယောက်မှာတိမှတ်ပုံတွေအများကြီးရှိလိမ့်မယ်။တိမှတ်ပုံတစ်ခုရဲ့အရေးပါမှုကနောက်တိမှတ်ပုံတစ်ခုရဲ့အရေးပါမှုကိုဖျက်ပစ်နိုင်ခြင်းမရှိပါဘူး။ခြေနေအလှည့်ပြောင်းတွေကြားမှာဘယ်လိုတိမှတ်ပုံကိုတော့ပို့အလေးပေးရမယ်။ဘယ်ကတော့ရော့လို့ရတယ်ဆိုတာကိုလူတစ်ယောက်ဟာတိတိတတ်တာဖြစ်ဖြစ်မတိမတာဖြစ်ဖြစ်ရွေးချယ်နေရတယ်။ဖြစ်တည်မှုနဲ့ပတ်သက်ပြီးပြဿနာရှိတဲ့ယူဆချက်နှစ်မျိုးရှိတယ်။တစ်မျိုးကဖြစ်တည်မှုဆိုတာကိုလစ်လျူရှုလိုက်တာအတိအမှတ်မပြုတော့တာဒါနဲ့ပတ်သက်တဲ့စီးပွားရေးပညာရပ်မှာလူကိုအယောင်းဝယ်တစ်ခုတည်းနဲ့စဉ်းစားတာမျိုးကိုဥမာပေးလို့ရလိမ့်မယ်။ပြဿနာကြီးတဲ့နောက်အယူဆကလူရဲ့ဖြစ်တည်မှုကိုတစ်ခုတည်းသောအခြေအဆက်တိမှတ်ပုံပဲရှိရမယ်လို့တောင်းဆိုကြတာပါ။ဒီအစုဖွဲ့ဒီဖြစ်တည်မှုပဲရှိရမယ်လို့တောင်းဆိုကြသတ်မှတ်ကြပုံမျိုးပါလူတဘာဝမှာဒါဟာဖြစ်နိုင်ခြင်းမရှိဘူးလူတရားဟာဖြစ်တည်မှုအမျိုးမျိုးပတ်သက်မှုအဖုံဖုံပါဝင်မှုအတွေ့အကြုံရှိနေကြတာပဲသို့တော့ဒီတဘာဝမကြတဲ့ယူဆချက်ကအံ့အားသင်စရာအားကြီးတာကိုတွေ့ရတယ်လူတွေဟာလူတွေကိုလူမျိုးကောင်းစဉ်တစ်ခုတည်းအောက်မှာထည့်တယ်ဘာသာကောင်းစဉ်တစ်ခုတည်းအောက်မှာထည့်တယ်ရင်ကျေးမှုခေါင်းစဉ်တစ်ခုတည်းအောက်မှာထည့်တယ်။တကယ်တော့လူဟာဖြစ်တည်မှုအစုံနဲ့ကျွယ်ဝစွာနေလို့ရတယ်ဆိုတဲ့အယူအဆနေရာကိုတစုတစ်ဖွဲ့ဖြစ်တည်မှုတစ်ခုတည်းမှာပဲနေလို့ရမယ်ဆိုတဲ့အယူအဆနဲ့အစားဝင်ဖို့လုပ်ကြတယ်။ဒီလိုတစ်ခုတည်းသောဖြစ်တည်မှုဆိုတဲ့အမြင်နဲ့လူတွေကိုကျွဲအုပ်နွားအုပ်လို့တတ်မှတ်ပြဋ္ဌာန်းထားတဲ့တစ်ဖက်ထဲမှာပဲရက်ရမယ်ဆိုတဲ့အယူအဆကနေလူမှုရေးတင်းမာမှုတွေအကြမ်းဖက်မှုတွေဖြစ်တော်တာပေါ့။ဖြစ်တည်မှုဆိုတာကိုပြစ်ပယ်စဉ်းစားတဲ့အခါမလွယ်ကူလှသလိုပဲတခုတည်းသောဖြစ်တည်မှုဆိုတဲ့အမြင်မှားရဲ့နောက်မှာလဲပြဿနာတွေများရတယ်လူတစ်ယောက်ရဲ့ဖြစ်တည်မှုတိမှတ်ပုံဟာရွှေလျာပြောင်းလဲနေတယ်ဆိုတာကိုကျုပ်တို့သိခဲ့ပြီ
ညင်းပယ်ခံခဲ့ရတဲ့တိမှတ်ပုံတွေကိုအတိအမှတ်ပြုလာကြတာမျိုးတွေကိုလည်းကျုပ်တို့တွေးခဲ့ပြီဥပမာယောက်ျားမိန်းမနှစ်မျိုးတည်းနဲ့လူရဲ့ကြားမှာဖြစ်တည်မှုကိုတတ်မှတ်တာမဟုတ်တော့ဘူးလိန်သူချစ်သူစသဖြင့်အခြားသောအမျိုးအစားတွေကိုပါထည့်သွင်းကြပြီဒီလိုထည့်သွင်းအတိအမှတ်ပြုခင်ရဖို့ကိုလည်းနှစ်ကာလရှည်ကြာရုန်းကန်ခဲ့ချရတာနားလေတိမှတ်လက်ခံပြီးဘူးရုန်းကန်နေရတဲ့တိမှတ်ပုံတွေလည်းအများကြီးကြံပါသေးတယ်ဒီဖြစ်တည်မှုပဲရှိရမယ်ဒီဖြစ်တည်မှုနဲ့လူဟာဒီလိုပဲတွေးတောကျင့်ကြံရမယ်ဆိုတဲ့တရသေးပုံသွင်းမှုတွေကိုကျုပ်တို့ရင်ဆိုင်နေကြရတော့မှာခွဲခြားဆက်ဆံမှုစီတို့ဥတီတဲ့တိမှတ်ပုံတွေမဖြစ်ဘူးကကျုပ်တို့အားလုံးစူးစမ်းကြရမှာပါလူတွေရဲ့လူဖွဲ့စည်းရဲ့ကျင်းမြောင်းစွာပေါင်းခတ်မှုကိုခံခဲ့ရတဲ့သူတွေမှာအားလုံးအတွက်လုံနိုင်တာတွေအများကြီးရှိနေတာပါတတိုင်းတွေနဲ့ပိတ်ဆို့ခံထားရတဲ့နေရာကလူတစ်ယောက်ရဲ့အမြင်ကိုအောက်မှာဖော်ပြထားတဲ့တတိုင်းကြပြအပိုင်းအစာကနေခံစားကြည့်ဖို့ပါအတွေးမဲ့စာနာစိတ်မဲ့အရှက်မဲ့စွာငှဘေးမှာတတိုင်းတွေသူတို့စောက်ကြတယ်မြန်မာကြီးမားတဲ့တတိုင်းတွေအခုတော့ငါအဲ့ဒီမှာစိတ်ပြတ်စွာထိုင်နေတော့တာတခြားဘာမှတွေးလို့မရငါကံကြမ္မာကငါစိတ်ကိုလောင်ကျွမ်းဘာကြောင့်လဲဆိုတော့အပြင်မှာငါလှုပ်เสียတွေအများကြီးလေဆရာကြီးကိုတာဘာသာပြန်ဆိုရေးသားထားတဲ့လူဤအမတ်လက္ခဏာများဝါများမြောင်သော identity များဆိုတဲ့စောင်းပါးလေးဖြစ်ပါတယ်နားဆင်ပေးကြကြတာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာPeaceful steps upon the earth. May I take peaceful steps upon the earth.